အိမ်အောင်ကွဲပြီးနောက်နိုင်ငံသားမှာခရိုနီတထေးတယောက်နဲ့ဒိနေရလိုသတင်းတွေထွက်နေတဲ့ရှိုးရီလီမို့ပရိသတ်ကြီးယူရီလီမိုဆိုတာကတော့နာမည်ကျော်ရုပ်ရှင်မင်းသားကြီးလီမိုရဲ့တမိချော်လေးတူပဲဖြစ်ပြီးတစ်ချိန်ကမျိုးသားတူကြီးတဲဆွဲဖြစ်ခဲ့သူဆိုရင်လည်းမမှားပါဘူးနော်ချုံမိုးတဲ့ရုပ်ရည်ပြပြောစရာမရှိတဲ့မျက်နှာပေါင်းနဲ့ရုပ်ရှင်မင်းသမီးရှုံးလာအောင်ကောင်မှချစ်စရာကောင်းလောနာကြောင့်ယူရီလီမိုကိုအဖေချီရနေပြီးအနုပညာလောကရဲ့ကိုဝင်လာဖို့မျှော်လင့်ခဲ့ပူသူတွေလည်းမနေမနှောပါပဲရှင်ဒီလိုမျှော်လင့်ရအောင်လဲယူရီလီမိုဟာအနုပညာလောကနဲ့မစိမ်းခဲ့သူပါတချင်းကသူမဟာကျွညာတချင်းဗီယိုနဲ့ဓာတ်ပုံမော်တဲ့တူအဖြစ်လောက်ကိုင်ခဲ့ပူပါရီဒါပေမဲ့လည်းယူရီလီမိုဟာအနုပညာလောကတွေကိုဝင်ရောက်ရမယ့်စာအိမ်တော်တဲ့ဘဝတွေကိုပဲစောစောစီးဝင်ရောက်သွားခဲ့ပြီးအနုပညာလုပ်တွေကိုရက်တက်ပစ်ခဲ့ပါရီယူရီလီမိုအိမ်တော်ကြားတဲ့တတိယပရိသတ်တွေကြားမှာရက်ခက်သွားစေခဲ့ပြီးအထူးသဖြင့်ပိုရီသားရဲ့ရှင်ကိုကွဲသွားစေပါရီတကယ့်ကိုရွှေကောင်းလုံးနဲ့ငရွယ်တဲ့ချိန်မှာအိမ်တော်ပြုတ်လိုက်တာကြောင့်ပရိသတ်တွေဟာယူရီလီမိုကိုနှမျောတသားဖြစ်ခဲ့ကြပါရီဘလို့ပဲပြောအကြောင်းပြချက်မရှိဘဲနဲ့စောစစ်စစ်အိမ်တော်ပြုတ်လိုက်တဲ့ယူရီလီမိုကတော့သူမရဲ့အိမ်တော်ဘဲနဲ့ချစ်စရာသားလေးတူထွန်းကားခဲ့ပြီးပျော်ရွှင်စရာမိသားစုဘဝကိုဖန်တီးတည်ဆောက်ခဲ့ပါရီဒါပေမဲ့ကံကြမ္မာကပဲမျက်နှာသာမပေးခဲ့တာလားမသိယူရီလီမိုတယောက်ကတော့မကြသေးခင်ကပဲ9နှစ်ကြာရှိတဲ့သူမရဲ့အိမ်တော်သက်ကိုဆုံးသက်ပစ်ခဲ့ပါရီဘယ်ချိန်ကလေးကခင်မုန်းဖြစ်သူနဲ့ဝေးကွာခဲ့ကြလဲမသိပေမဲ့ယူရီလီမိုကတော့ဒီသတင်းကိုလွန်ခဲ့တဲ့လပိုင်းကမှပရိသတ်တွေစီကိုတည်ပေးခဲ့တာဖြစ်ပါရီနားလည်မှုပြည့်ရှိတဲ့ပရိသတ်တွေကတော့စင်ငယ်မသားဖြစ်သားတဲ့ယူရီလီမိုကိုဆက်လက်ချစ်ခင်အားပေးခဲ့ကြပြီးတော့ဝိုင်းဝန်းနှစ်သိမ့်ပေးခဲ့ကြပါရီဒီလိုမျိုးဝိုင်းဝန်းနှစ်သိမ့်ပေးလို့မဆုံးသေးခင်မှာပဲယူရီလီမိုရဲ့နောက်ထပ်သတင်းတစ်ခုဟာခရက်ထားလာပြန်ပါရီအဲ့ဒါကတော့ယူရီလီမိုတယောက်နိုင်ငံသားမှာတကယ့်ဒိတ်ကျခရိုနီတထေးတယောက်နဲ့တွဲနေတယ်ဆိုတဲ့သတင်းမှာပဲရှင်ပထမခင်မုန်းနဲ့ကွဲရည်ဆိုတဲ့သတင်းတောင်မှမငြင်းသေးခင်မှာပဲလက်ရှိရေးစားရှိနေပြီဆိုတဲ့သတင်းဟာပရိသတ်တွေကိုအံ့အားသွားစေတာကတော့အမှန်ပါပဲနော်ပို့ပြီးတော့အံ့အားစေတာကတော့ယူရီလီမိုနဲ့တွဲနေတယ်ဆိုတဲ့ခရိုနီတထေးဟာတစ်ချိန်ကသူမရဲ့ရေးစားဟောင်းလို့နာမည်ထွက်ခဲ့မှုတဲ့နေရွှေသေးအောင်မင်းဖြစ်ပါရီသူမအိမ်တော်မကြခင်ကဟိုလီတွေကြောသတင်းထွက်ခဲ့သူနဲ့ပဲအခုအိမ်တော်ကွဲပြီးချိန်မှလည်းသတင်းပြန်ထွက်နေတာကြောင့်ပရိသတ်တွေကဒိုလောဆိုပြီးတော့အတွေ့များလာရှာပါရီဒီသတင်းစပြီးတော့ထွက်တာကတော့စင်ကာပူကပဲဖြစ်ပြီးမြင့်မြင့်တွေ့သူတွေကတော့ယူရီလီမိုနဲ့သူမရဲ့ရှိစားကိုစင်ကာပူကဘာတစ်ခုမှတူတူတွေ့ခဲ့ကြတာဖြစ်တယ်လို့သိရပါရီအချို့ဆိုရင်ယူရီလီမိုတို့နေရာလက်ချင်းချိတ်ပြီးတော့တွဲသားတွဲလာလုပ်နေကြတာကိုပါမြင်တွေ့ရတာဖြစ်ပါရီဒီလိုအတူတူတွဲမြင်ရတဲ့ဆိုတဲ့သတင်းဟာစင်ကာပူကမြန်မာတွေကြားမှာနေချင်းညာချင်းပဲထိတ်ဒီအတင်းသတင်းတစ်ခုဖြစ်လာခဲ့ပြီးမြန်မာနိုင်ငံကပရိသတ်တွေစီကိုပြန့်နှံ့လာခဲ့ခြင်းဖြစ်ပါရီဒီသတင်းကိုကြားတဲ့ပရိသတ်ချို့ကတော့နာမည်ထွက်နေတဲ့ခရိုနီသတင်းဟာရှုပ်ဝေတဲ့သူဖြစ်တာကြောင့်အိမ်နောက်ကွဲဖြစ်တဲ့ယူရီလီမိုကိုလည်းအပြော့ကျန်တာဖြစ်နိုင်တယ်လို့မှတ်ချက်ပေးကြတာပါယူရီလီမိုကိုချစ်ကြတဲ့သူတွေကတော့သူမပြောရင်ပြီးတာပါပဲဆိုတဲ့စိတ်နဲ့ဘသူနဲ့ပဲတွေ့သူမပေါ်မှာကောင်းပေးချစ်ပေးရင်ရှားပါပြီဆိုပြီးနားလည်လက်ခံပေးကြပြန်ပါရီဘလို့ပဲပြောယူရီလီမိုတယောက်ဟာအိမ်နောက်ကွဲကလေးမိဖြစ်ပေမဲ့စကြောသက်ပြိုလေးတွေနဲ့ပြိုင်လှပနုပြိုနေစေဖြစ်တာကြောင့်သူမရဲ့ရွယ်ကောင်းမှာနောက်ထပ်ဒိတ်ကျဲတယောက်နဲ့ထပ်တွဲတာကတော့အပြစ်ဆိုနိုင်ပွဲရမရှိပါဘူးနော်ယူရီလီမိုပြန်မပြေရှင်းတာကိုလေဒီသတင်းမှန်ကြောင်းဝန်ခံနေရလို့မှတ်ချက်ပေးနေကြပါရီဒါကြောင့်ပရိသတ်ကြီးတို့လေယူရီလီမိုရဲ့ချစ်ရေးနဲ့ရွေးချယ်မှုပေါ်မှာဘလို့မျိုးထင်မြင်မိလဲဆိုတာပြောခဲ့ပေးပါအောင်ရှင်